မွေးကနန်းလေးကနေပြီးတော့64တကွပြန်ပြီးတော့ရှိမယ်ပေါ့နော်ဆိုတော့ဒီတောက်ကြမှာဆိုရင်လေမနက်ဈေးကထိပ်စီးဖြစ်တဲ့8ရဲညနေဈေးကထိပ်စီးဖြစ်တဲ့ဒီနှစ်ကင်ဒီ8နဲ့ဒီနှစ်နှလုံးပေါင်းခြင်းဟာတုံညလို့ဖြစ်တဲ့အတွက်သူရဲ့နောက်တစ်ပတ်သို့မဟုတ်10ချိန်တွင်းကိုကြည့်တဲ့အခါ16ကို2ခွန်လေးထိတော့ကနန်းလေးက2ဆင်းထဲမှာ1ဆိုတဲ့တကွရှိမယ်ပေါ့နော်တော့ဒီဒီပင်လေးမှာဆိုရင်လေမနက်ဈေးကခွန်ထိပ်ရဲညနေဈေးက3ထိပ်ရဲမနက်ခွန်ညနေ3ပေါင်းခြင်းတုံညလို့ဖြစ်တဲ့အတွက်သူရဲ့အောက်တစ်ပတ်တွင်း9ရက်တွင်းသို့မဟုတ်10ချိန်တွင်းမှာ16ကို2ခွန်လေးထိတော့ဝေကနန်းလေးကနေ40နဲ့မှ6တကွပြန်ပြီးတော့ရှိပါမယ်ပေါ့နော်ဆိုတော့ဒီတောက်ကြမှာဆိုရင်လေမနက်ဈေးက1ထိပ်ရဲညနေဈေးက9ထိပ်ရဲပြီးတော့ပေါင်းခြင်းဟာတုံညလို့ဖြစ်တဲ့အတွက်သူရဲ့အောက်9ရက်တွင်သို့မဟုတ်10ချိန်တွင်မှာ16ကို2ခွန်လေးထီတော့ငွေကနန်းလေးကနေ80နဲ့မှ6တကွပြန်ပြီးတော့ဆင်းတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ပြက်ပင်လေးပါပေါ့2023 12လပိုင်း17ရက်နေ့ကစခဲ့တဲ့အပတ်လေးမှာပြက်ခဲ့တာပါဆက်ကြည့်ကြရအောင်ပါပေါ့နော်ဆိုတော့ဒီတောက်ကြမှာဆိုရင်လေမနက်ဈေးက4ထိပ်ရဲညနေဈေးက6ထိပ်ရဲဒီ4ထိပ်နဲ့6ထိပ်နှလုံးပေါင်းခြင်းဟာတုံညလို့ဖြစ်တဲ့အတွက်သူရဲ့နောက်တစ်ပတ်မှာ16ကို2ခွန်လေးထီတော့ဝေကနန်းလေးကနေ41နဲ့46ဆိုပြီးတော့ကနန်းလေးနှစ်ကွက်ပြန်ရှိမယ်ပေါ့နော်အဲ့တော့ဆက်သွားကြရအောင်ဆိုတော့ဒီပင်မှာဆိုရင်လူတွေတောက်ကြမနက်ဈေးက2ထိပ်ညနေဈေးက8ထိပ်ပေါင်းခြင်းတုံညလို့ဖြစ်တဲ့အတွက်သူရဲ့အောက်တစ်ပတ်တာတွင်မှာ16ကိုဒီ2ခွန်လေးထီတော့ပေရန်လေးကနေပြီးတော့62တကွ69တကွနဲ့81တကွပေါ့နော်ကနန်းလေး3ကွပြန်ပြီးတော့ရှိနေတယ်အဲ့တော့ဒီပင်လေးကိုကြည့်ရအောင်ဆိုရင်လေတောက်ကြမနက်ဈေးက8ထိပ်ရဲညနေဈေးက2ထိပ်ရဲပေါင်းခြင်းဟာတုံညလို့ဖြစ်တဲ့အတွက်တစ်ပတ်အတွင်းမှာ16ကိုဒီ2ခွန်လေးထိတော့ငွေကနန်းလေးကနေ1ခွန်လေးတကွပြန်ပြီးတော့ရှိမယ်ပေါ့နော်ဆိုတော့ဒီပင်လေးမှာဆိုရင်လေတောက်ကြမနက်ဈေးက9ထိပ်ရဲညနေဈေးက1ထိပ်ရဲအဲ့တော့ဒီထိပ်9နဲ့ဒီထိပ်1ပေါင်းခြင်းဟာတုံညလို့ဖြစ်တဲ့အတွက်နောက်တစ်ပတ်မှာ16ကို2ခွန်လေးထီတော့ပေတန်လေးကနေ46 sorry ဝေကနန်းလေးကနေ40နဲ့မှ6တကွက်ပြန်ပြီးတော့ရှိပါမယ်နော်ဆိုတော့ဒီပင်လေးမှာဆိုရင်လေတောက်ကြမနက်ဈေးက9ထိပ်ရဲညနေ